ဟိုတယ်အောင်မန်းပြိုသွားတာလူတွေအများကြီးရှိမှဖြစ်တယ်နော်ဟောဘယ်လိုလုပ်ကြမလို့ဟာငလင်ကြောင့်ဒါငလင်ကြီးတဲ့လုတ်ပြီးတော့မလေးဖက်ထရီမီးလောင်နေဖြစ်ပါတယ်ဟဲ့ရိုက်တော့ပါပြီ